တို့ယုံတယ်ရုံလို့လဲဦး Federal Drone Test ဆိုတာပေါ်လာပြီဟိုဘက်ကငတုံးအုပ်စုဆိုတာအဲ့လိုကျွန်တော်နှိမ်ပြောတာမဟုတ်ဘူးသူတို့ဘက်ကအဲ့လိုလောရကောင်းပန်းကို290မ အားလုံးပဲမင်္ဂလာပါမြန်မာ New Media Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel မှာသတင်းထူးသတင်းဦးတွေကိုနေ့စဉ်နဲ့အမျှအစင်းဆက်မပြတ်တင်ဆက်ပေးလို့နေပါတယ်ခုလိုမျိုးသတင်းထူးသတင်းဦးတွေကိုအချိန်နဲ့တပြင်းညီကြည့်ရှုနားဆင်နိုင်ဖို့ကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ပေးဖို့ပြောချရှင်ပါတယ်ဒီဘဲရင်မှာလဲဝရင်ထုတ်ကင်ခဲ့တဲ့လူတွေဒီနေရာတကယ်ဥအောင်တောင်းရဲ့ကြံဖို့တွေရဲ့လူမိုက်တွေမွေးဖွားရနေမြေပေါ့သူတို့ရဲ့ဗဟိုဌာနချုပ်ကိုကျွန်တော်တို့တော်လိုင်းရေးဘက်ကစတင်ပြီးတော့ပြင်းနေပြီပေါ့အဲ့တော့ရှင်းပြောရရင်စစ်ကောင်စီရဲ့တကယ်အရှိုက်ပေါ့နော်ကြံဖို့ရဲ့တကယ်အသေးနှလုံးပေါ့ဒီ2010ကနေပြီးတော့2020ကြား1990ကနေပြီးတော့2010ကြားနော်နောက်2000ရွှေဝါရောင်ဒေါ်လာရေးဒီနေရာမှာသုံးခဲ့တဲ့2017 12မြန်မာနိုင်ငံရဲ့ဒီလူမျိုးရေးပဋိပက္ခအတိအပြီးတော့သူတို့ပြောနေတဲ့အမီမသိတဲ့လူအုပ်ကြီးစိုက်ကယ်တွေနဲ့ရောက်လာတယ်ဆိုတဲ့လူအုပ်ကြီးအဲ့ဒါရဲ့အဓိကအသင်းလုံးနေရာကိုကျွန်တော်တို့ဘက်ကဝိုင်းဝန်းပိတ်ဆို့လိုက်တဲ့အခါမှာနောက်ဆုံးသူတို့ပေါင်900ဘုံတွေကျဲချပြီးတော့ရဟရင်နဲ့လာကဲထုတ်ရတဲ့အနေအထားမျိုးလောက်ထိတော့တော့ပါပြီပေါ့ပြောချင်တာကမျိုးပေါ်ကျွန်တော်တို့စိတ်ဆင်ရောက်နေပြီဆိုတာကိုပြောချင်တာပါအဲ့တော့ကျွန်တော်တို့က false hope တွေဘာမှမပြောပါဘူးเนาะမဟုတ်ကားတွေလည်းမစင်စားပါနဲ့ရရင်ရပြီးမှတ်ပေါ့မရရင်မရဘူးမှတ်ပေါ့เนาะပြည့်ရင်ပြည့်ပြီးမှတ်ပေါ့မပြည့်ရင်မပြည့်ဘူးမှတ်ပေါ့အဓိကကကျွန်တော်တို့ကရလက်တွေလို့ကျွန်တော်အဲ့တော့ကိုယ့်ရဲ့အောင်မြင်မှုဟာကိုယ့်ရဲ့ပါဇက်ချောင်မှုနေပျက်စီးဆုံးရှုံးသွားတာတွေမဖြစ်ဖို့လိုတယ်အဲ့တော့ကိုယ့်ရင်ထဲမှာရရင်ရပြီးမှတ်လိုက်မရရင်မရဘူးမှတ်လိုက်ပါဇက်မချောင်ပါနဲ့ရလက်မထွက်သေးပါဘူးနော်အဲ့ဒီပါဇက်ချောင်ပြီးတော့ပတ်စံတွေကောက်ဖို့လည်းမကြိုးစားကြပါနဲ့တခါသေးဘူးပြင်ဘူးနားလေလေ Dragon Fly ကိုဘယ်တော့မှမမေ့ပါနဲ့ကြောချင်တာကကိုလူသူလူနဲ့နင်းမျိုးစုံနဲ့သတင်းနှိုက်မဲ့လူတွေနင်းမျိုးစုံနဲ့အဲ့ဒီဆို့ဆိုရပြီးထောက်လှမ်းရေးသတင်းကိုရပြီးတော့ဖျက်ဆီးမဲ့လူတွေအများကြီးရှိပါတယ်ကျွန်တော်တို့ကပါဇက်ချောင်းအောင်မှာမဟုတ်ဘူးကျွန်တော်တို့ကအုံနဲ့ကျင်းနဲ့ဘွားကနေပေါ်လာပြီးဘွားကနေဆော်အောင်မှာအဲ့တော့ဒီလူငယ်တွေဂျန်စည်းတွေရဲ့တီထွင်စ조사မှုကိုကိုယ့်ရဲ့ပါဇက်ချောင်းမှုတွေနဲ့နှုတ်မဆောက်တာနဲ့ပျော်ကျင်တာနဲ့သူတို့ကိုစကလုံးရအနိုင်တိုက်ချင်တာနဲ့မခံချင်စိတ်တွေနဲ့ဒေါ်လာကြီးရသွားလို့မရဘူးအဲ့တော့ကျွန်တော်တို့ကရရင်ရပြီးမှတ်ပေါ့ဗျာနော်မရရင်မရဘူးမှတ်ပေါ့စ조사နေတယ်အုံနောက်တာတဲ့လူရမှာတိုင်းပြည်ရဲ့တကယ်အခဲတွေပေါ့နော်တကယ်အနှစ်တွေအားလုံးကျွန်တော်တို့ဘက်မှာရှိတယ်သူတို့တွေကဥဆောင်နေတာသူတို့လုပ်လိမ့်မယ်ကျွန်တော်တို့လုပ်နိုင်တာကသူတို့တွေကိုပံ့ပိုးဖို့အကူအညီဖို့သူတို့တွေကိုလျှို့ဝှက်ပေးဖို့သူတို့တွေကိုကာဗာလုပ်ပေးဖို့ပါဇက်တွေပိတ်ထားဖို့အရေးမရဖတ်မရဒီမှာတက်ပြီးတော့ပါဇက်မချောင်ပါနဲ့အာဇီကတ်ထားကြပါမပြောချင်ဘူးအဲ့လိုမျိုးသတင်းနဲ့လည်းမပြောချင်ဘူးသိလည်းမသိချင်ဘူးမစားသေးနဲ့အစားမစားသေးနဲ့အစားမခူးသေးနဲ့အခုကိုမခူးနိုင်သလိုဟုတ်ပြီနော်မသိသေးတဲ့အရာကိုမသိတာအကောင်းဆုံးဒီလိုထောက်လိုင်းရေးသတင်းဆိုတာကိုနဲ့တအိတ်ရတဲ့အိမ်နေတဲ့
ကိုယ့်ရဲ့ဇနီးမယားလင်းယောက်ျားကိုယ့်ရဲ့သားသမီးမိဘတွေကိုတော့မပြောအောင်အဲ့တော့အရေးမရဖတ်မရဟိုဘက်ကလူတွေကိုတွားပြီးတော့ပြိုင်နေတာနဲ့ငါကသတင်းထူသိတယ်ဆိုပြီးတက်ရေးနေတာနဲ့ပါစက်မချောင်းကြနဲ့အားလုံးကိုဆိုလို့ချင်တာမသိချင်ဘူးကျွန်တော်တို့သိချင်တာကနိုင်ချင်တာပဲသိချင်တယ်နိုင်အောင်လုပ်ပေးပါစက်လာမချောင်းနဲ့ငါပတ်စံရှာလို့ရရင်ပြီးရောဆိုပြီးတော့လေပါစက်မချောင်းနဲ့တခြားနည်းနဲ့ပတ်စံရှာတိတိုင်းပြောရမယ်ဆိုရင်ကျွန်တော်ဆိုရင်ပြောစရာအများကြီးရှိတယ်ဘယ်တော့မှပြောခဲ့ဘူးလို့လေမပြောချင်လို့မပြောတာအဲကြောင့်နိုင်ငံတကာသတင်းတွေပူစုတာတွေပဲအများဆုံးပြောနေတာအဲ့တော့မသိချင်ဘူးရလက်ကိုလိုချင်တာနော်ကျွန်တော်တို့ဒီစီယုံရမယ့်အချိန်နော်ကျွန်တော်တို့ဒီပြိုးရမယ့်အချိန် motivation တွေပေးရမယ့်အချိန်မဟုတ်ဘူးကျွန်တော်တို့ဒီအပိသက်တိုက်ပွဲကိုဆင်နွှဲရမယ့်အချိန်နောက်ဆုံးအချိန်ကိုရောက်နေပြီ final step ကိုရောက်နေပြီအခုတို့အများများပြောနေတဲ့တပြေလုံးထိုးစစ်ပေါ့မနေ့ကကျွန်တော်ပြောဖို့မေ့သွားမှာဆိုတော့ဒီသတင်းသုံးခုပြောစရာရှိတယ်နော်ပြီးဆက်ပြောမယ်လီဗာပူးဖန်တွေအတွက်မနေ့ကဝမ်းနည်းစရာသတင်းတစ်ခုလန်ဒန်မှာလီဗာပူးမှာဖြစ်ခဲ့တယ်ပြီးတော့ကဘာကျော်သတင်းတစ်ပုဒ်ပြည်သစ်သမ္မတကြီးကိုပြည်သစ်သမ္မတကတော်ကဟန်နဝိုင်မြို့ကိုပြည်နံကိုချစ်ခီရောက်တဲ့အချိန်မှာလေပြန်တကားဖွင့်လိုက်တဲ့အချိန်မှာပြည်သစ်သမ္မတကတော့ဒါကတော့တယောက်နောက်ပြောင်းတယ်လို့ပြောတယ်ဒါပေမဲ့ပြည်သစ် first lady ပေါ့သမ္မတကတော်ကသမ္မတကြီးမျက်နှာကိုလက်နဲ့သူပုံလိုက်တဲ့ပုံတကဘာလုံးမှာဟိုလေးကြော်တဲ့ပုတ်ဖြစ်နေတယ်အရေးကြီးဆုံးတစ်ချက်ကရုရှားရဲ့ရဲဆက်ဆက်တုတ်ပြောင်မှုကိုအမေရိကန်အပါဝင်အထူးသဖြင့် UK ပြင်သစ်ဂျာမနီတို့ကဟိုတနေ့ကပဲကျွန်တော်ပြောသွားတာကျွန်တော်ပြောပြီးသားတော့ပောက်ကြရလားမရေးနဲ့ချက်ချင်းဘလောက်မှာဒါပေမဲ့ screenshot တော့ရိုက်သွားပတ်စံထုတ်ဖို့တိကျင်မအောင်လိုက်အောင်သမီးဒီမှာလာမမေးနဲ့ဘာသတင်းမှလာမနိုင်နဲ့ဘာမှမရဘူးရှင်းနေရောကျွန်တော်ပြောတာဘာသတင်းမှလာမနိုင်နဲ့ဘာမှမရဘူးဘာလို့ဘာမှမသိဘူးအဲ့တော့ဘာမှလည်းရဖို့မရှိဘူးမျက်စိနှောင်းလာမလုံးနဲ့အဲ့တော့ယူကရိန်းရဲ့ဒီတိုးတက်မှုပေါ့နော်ဒီယူကရိန်းကိုရုရှားကတောက်လျှောက်ဘုံနေနေကျဲနေရန်လုံနေတယ်နော်ယူကရိန်းမှာဒီဆူမီဒေသမှာအစစ်မျက်နှာအသစ်တစ်ခုဖွင့်တယ်ရုရှားကထပ်ပြီးကျူးကျော်ဖို့ကြိုးစားနေတယ်ဒီအချက်တွေကြောင့်အမေရိကန်လည်းသဘောတူတယ်လို့ပြောတယ် UK ပြင်သစ်ဂျာမနီတို့ကယူကရိန်းကိုကန့်သတ်ထားသောတာဝေးပြစ်ဒုံးကျည်များကိုဖြုတ်ပေးလိုက်ပြီပြောချင်တာကယူကရိန်းရုရှားကိုသူ့မှာရှိတဲ့လက်နက်တွေနဲ့သူတို့ဆက်ပြီးထောက်ပံ့တော့မယ်အဝေးပြစ်မိုင်း200အထက်ရုရှားနိုင်ငံရဲ့ကြိုက်တဲ့နေရာကိုပစ်လို့ရတဲ့ဒုံးကျည်တွေပြီးတော့မယ်။ဘာကြောင့်လဲပူတင်ကအဖြစ်ခက်ရဲစရေးကိုသဘောမတူဘူးပူတင်ကလူဘာဝနေသေးပဲအမေရိကန်သမ္မတရဲ့ပြောဆိုမှုတွေကြားတဲ့ကနေဒီလောက်ပြောနေတဲ့ကြားတဲ့ကကိုပူတင်ဟာနောက်ထပ်စစ်မျက်နှာအသစ်ထပ်ဖွင့်တယ်ပြီးတော့ကီယက်မြို့နဲ့ယူကရိန်းတနိုင်ငံလုံးရဲ့အယက်သားပြစ်မှတ်တွေကိုရဲရဲဆက်ဆက်ထပ်ပြီးပုံကျဲနေတယ်ဒီရက်ပိုင်းအတွင်းမှာဒရုန်းအစင်းရေပေါင်း900ကျော်600နဲ့တိုက်ခိုက်နေတာအဲဒါကြောင့်အမေရိကန်အပါအဝင်ဥရောပနိုင်ငံကြီး3နိုင်ငံဖြစ်တဲ့ဂျာမနီနိုင်ငံပြင်သစ်နိုင်ငံ UK နိုင်ငံတို့ကယူကရိန်းကိုသူတို့ကန့်သတ်ထားသောတာဝေးပြစ်ဒုံးကျည်များကိစ္စကိုလျှော့ပေးလိုက်ပြီပြောချင်တာယူကရိန်းကိုသူတို့အဲ့လက်နက်တွေထောက်ပံ့တော့မယ်ရုရှားတနိုင်ငံလုံးမှာရှိတဲ့ကြိုက်တဲ့စစ်ရေးပြစ်မှတ်တွေကိုပြည့်ခွင့်ပြုပြီဒါကြောင့်လေပူတင်ကလူပါဝါတဲ့ဝါလာလို့
တဘောတာပဲဒါတိုးတက်မှုတစ်ခုပါလက်စတိုင်းကိစ္စကပြည်သစ်ကလည်းကြီးညာပြီစပိန်နိုင်ငံကပါလက်စတိုင်းနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတစ်ခုကိုပြုလုပ်သွားတယ်ဒီဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်တက်တယ်စပိန်ကအပြတ်ပြောပြီးပါလက်စတိုင်းနိုင်ငံကိုငါတို့အတိအမှတ်ပြုလိုက်ပြီးအစ္စရေးကိုရောက်ချနေတဲ့လက်နက်တွေအားလုံးကိုငါတို့တားမြစ်လိုက်ပြီအစ္စရေးကိုဘာလက်နက်မှမပေးတော့ဘူးအစ္စရေးမင်းလောက်တာတော်လောက်ပြီဒါဒီဂျနိုဆိုက်ဖြစ်နေပြီဒါတွေကကြီးမားတဲ့ပြောင်းလဲမှုတွေပါအဲ့တော့ UK နိုင်ငံမှာလည်းအကြီးကျယ်ဖိအားပေးနေတယ် UK ရဲ့အတိုက်ခံခေါင်းဆောင် Mrs. Kimi ကတော့conservative ကတော့ဒါ genocide မဟုတ်ဘူးလို့အခုထိညင်းနေသေးပဲနော်အဲ့တော့ဒါတွေကထူးခြားတဲ့ကမ္ဘာအပြောင်းလဲတွေပါအဲ့တော့လီဗာပူးမှာမနေ့ကပျော်ပွဲရှင်ပွဲဖြစ်တယ်ပြောချင်တာအောင်ပွဲပဲအခမ်းအနားပေါ့နော်ဒီပရီးမီးယားလိချန်ပီယံလိအဲ့တော့လောက်တဲ့အချိန်မှာညနေ6 နာရီလောက်မှာလီဗာပူးမြို့လေကောင်ကိုဒီလီဗာပူးအသင်းသားတွေဖလားပါတဲ့အသင်းသားတွေဖြတ်တဲ့အချိန်ပေါ့လီဗာပူးဖန်တွေရှိတဲ့ Water Street မှာကားတစ်စီးကလူအုပ်ကိုဝင်တိုက်တယ်ပြီးတော့အချိန်နဲ့တိုက်တယ်လူအုပ်ကဝိုင်းနေအဲ့ဒါအချိန်နဲ့လှုပ်တော့ကားထဲမှာညှက်ပါသွားတဲ့ကလေးတွေပါတယ်ပေါ့အားလုံးပေါင်းအယောက်40တန်ရတယ်ဒါပေမဲ့28ယောက်ဆေးရုံတင်ရတယ်ဝမ်းနည်းစရာကောင်းတာကကလေး4ယောက်ပါတယ်အဲ့ထဲမှာကလေး1ယောက်ဟာအပြင်းထန်အသေးအံတန်ရနေတယ်ဒါနဲ့ရဲတစ်ဖက်ကချက်ချင်းကြီးညာတယ်သူတို့အသက်52နှစ်အရွယ်53နှစ်အရွယ်လူဖြူ British တယောက်ကိုသူတို့ဖမ်းထားတယ်ဘယ်သူမှပေါက်တော့ကရထင်ကြီးတွေပြီးမရေးကြပါနဲ့ချက်ချင်းကြီးညာတယ်ပြီးတော့ည10 နာရီခွဲ17 နာရီလောက်မှာရဲတစ်ဖက်ကချက်ချင်းသတင်းစာရှင်းလင်းပွဲလုပ်တယ်ဒါ UK နိုင်ငံမှာလေအဲ့လိုသတင်းအမှားတွေနဲ့သိတယ်မလားအကြမ်းဖက်ကလုပ်တယ်ဘာညာဆိုပြီးတော့တခါလေ UK နိုင်ငံမှာစူပူမှုတွေဖြစ်တဲ့အတွက်ရဲတစ်ဖက်ကချက်ချင်းကြီးညာတယ်ဒါသည်တူဦးဒီလောက်တာဘယ်သူမှဆက်ဖမ်းစရာမရှိဘူး isolated case ပြောချင်တာတယောက်တူဦးဒီကသူ့သဘောနဲ့သူလောက်တာအဲ့တော့ဒါဒီအကြမ်းဖက်မှုလည်းမဟုတ်ဘူးအပြတ်ပြောတာအဲ့တော့ UK ဝန်ကြီးချုပ်ပြည်ထောင်ဝန်ကြီးနဲ့လွှတ်တော်ကိုယ်စားလှယ်များကတော့ဒါကန်စားရတဲ့ပြည်သူများနဲ့အတူရက်တည်တယ်ဆိုပြီးပြောတယ်fan အဓိကတော့လီဗာပူး fan တွေပေါ့ဖမ်းခံရတဲ့လူဖမ်းထားတဲ့လူကလည်းလီဗာပူးမြို့သားပဲဖြစ်တယ်လို့ပြောတယ်အဲ့တော့ဒါတွေအားလုံးဖြစ်တဲ့အတွက်ကျွန်တော်ပြောပြီးသားမသိချင်ပါဘူးမရေးပါနဲ့စိတ်ကိုမဝင်စားဘူးကျွန်တော်တို့ false out တွေလုံးဝမရေးပါနဲ့ဒီသတင်းကိုဖွာလိုက်တဲ့လူကိုလည်းကျွန်တော်ကတော့မကြိုက်ဘူးဒါအပွင့်လင်းဆုံးပြောတာမရေးပါနဲ့မသိချင်ဘူးကျွန်တော်ရဲ့ like မှာ comment မှာလုံးဝမရေးပါနဲ့အဲ့ဒီအကြောင်းအရာကိုကျွန်တော်လုံးဝမကြိုက်ပါဘူးကျွန်တော်တို့လိုချင်တာအောင်မွေပဲကျွန်တော်လိုချင်တာအောင်ပွဲဖြစ်တယ်အဲ့ဒီအောင်ပွဲကလေတန်ရန်တန်ကြီးကျွန်တော်ရဲ့စူးစမ်းအားထုတ်မှုတွေနဲ့ကျွန်တော်ပြောပြီးသားစစ်ပွဲဆိုတာဤပညာတွေအများကြီးထွက်တယ်ကျွန်တော်တို့ဘက်မှာမခံမရနိုင်ဖြစ်နေတဲ့မြန်မာနိုင်ငံရဲ့အသေးနှလုံးတွေဖြစ်တဲ့ဂျန်စီတွေရှိတယ်နောက်ပြီးတော့သူတို့ကိုအားသာချက်ကလည်းခစ်ကြီးကိုကလည်း AI ခစ် Google ခစ်သတင်းဤပညာတွေအားလုံးတက်ကူမှာတက်မှာသူများပြပြီးမှရတဲ့ခေတ်မို့ကိုယ့်ကိုရှာဖွေပြီးရတဲ့ခေတ်ဤပညာရဲ့အားသာချက် social media ရဲ့အားသာချက် internet ရဲ့အားသာချက်ဟာဒီနေ့ကျွန်တော်တို့ຫນွေဦးဒေါ်လာရဲ့အားသာချက်အဲ့တော့အဲ့ဒီအားသာချက်နဲ့ကျွန်တော်တို့မှာရှိတဲ့ Gen Z အတော်ဆုံးကလေးတွေကျွန်တော်တို့နဲ့သားကျွန်တော်တို့ကငတုံးတွေဖြစ်နေပြီဒီကလေးတွေနဲ့ဆက်လိုက်တဲ့အခါမှာနိုင်ငံတကာမှာရောက်နေတဲ့ကျွန်တော်တို့ရဲ့မြန်မာနွယ်ဘွားကလေးတွေလည်းရှိတယ်နော်သူတို့ဦးပြောနေတဲ့ Harvard တက္ကသိုလ် Oxford တက္ကသိုလ်ကမ္ဘာတက္ကသိုလ်ကြီးများမှာဘွဲရထားတယ်နော်ဒီမိုကရေစီကိုလည်းမီးစမ်းထားပြီးသားတယ်ဤပညာတွေကိုလည်းကျွမ်းကျင်တယ်ကျွန်တော်တို့ကလေးတွေချင်းချိတ်ဆက်ပြီးတော့သူတို့လုံးစရာရှိတာလုံးပါလိမ့်မယ်ကျွန်တော်ပြောပြီးသားပါကျွန်တော်တို့ကပတ်စံစင်းရဲနေတာဦးဟာဘတ်တက္ကသိုလ်ကိစ္စအကြီးကျယ်ဖြစ်နေတယ်အမေရိကန်ဆိုရကအဲ့တက္ကသိုလ်ကျောင်းသားတွေ
ဘသူတွေတက်နေလဲဆိုတာကိုဟာဘတ်ကိုတောင်းတယ်ဟာဘတ်ကမပေးဘူးဒါကြောင့်လေဒါလွတ်လပ်တဲ့ဤပညာနဲ့လွတ်လပ်တဲ့သူတည်သနာပြုမှုနဲ့ဒါလွတ်လပ်တဲ့ဒီပညာရေးဆိုင်ရာလွတ်လပ်ခွင့်တွေကနေအမေရိကန်နိုင်ငံရဲ့ဤပညာတိုးတက်ဖို့အတွက်ဒါပေးစရာမလိုဘူးဆိုပြီးတော့ဟာဘတ်တက္ကသိုလ်အာဏာပိုင်တွေကအစိုးရကိုတရားပြန်ဆွဲထားတယ်တရားသူကြီးကလည်းသူ့ကိုအနိုင်ပေးထားတယ်ယာယီတာဝန်ထုတ်ထားတဲ့အစိုးရရဲ့လှုပ်ဆောင်ချက်ဘာကြောင့်လဲဒီနည်းပညာတွေဒီ research တွေကပတ်စံရင်းရတယ်ဗျအဲ့တော့ဟိုဘက်ကလူတွေကအဲ့ဒါတွေသူတို့မသိဘူးဟိုဘက်ကလူတွေသူတို့ကိုထောက်ခံနေတဲ့လူတွေမပြောနဲ့သူတို့ရဲ့ဆရာအဘတွေဖြစ်တဲ့ဘူချုပ်တွေကိုတိုင်တော့မသိဘူးမသိလို့သူတို့ဘာမှအဲ့ဒီမျိုးနည်းပညာအတွက်ယင်းနှိမ့်မြုံနှံတာတွေ research လုပ်ငန်းတွေပညာရှင်တွေကိုမြှောက်စားရမှန်းမသိပဲနဲ့သူတို့ဒီငတုံးတွေကိုပဲအကုန်ခန့်ထားပြီးပညာတွေမတက်အောင်လုပ်ကလေးတွေចောင်းတွေကိုဖျက်စီသူတို့အောက်မှာတော်တန်တိတ်ငါပြောတာနားတောင်ဆိုတဲ့သူတို့နဲ့ညံတုံးတဲ့လူတွေကိုပဲခန့်ထားတာဖြစ်တဲ့တိုင်းပြည်ဟာဒီနေ့ကမ္ဘာပေါ်မှာအဆုတ်ပြတ်ဆုံးအစင်ရဆုံးနဲ့ကမ္ဘာပေါ်မှာဘာမှမလုပ်တတ်တဲ့ဘဝသူများသနာမှချမ်းသာရမယ်ဘဝတရုတ်သနာမှအိန္ဒိယသနာမှအာဆီယံသနာမှချမ်းသာရမယ်ဘဝကိုရောက်နေတာအဲ့တော့အဲ့ဒီဘက်ကလူတွေငတုံးတွေကိုကျွန်တော်တို့ဘက်ကဘာမှရှင်းပြစရာမလိုဘူးကြွားဝါစရာလည်းမလိုဘူးနေအောင်ကြည့်ဒီနေ့ကျွန်တော်တို့တော်လိုင်းဒီအဆင့်ရောက်နေတာတိုင်းရင်းသားတွေကြောက်ကြီးပဲမဟုတ်ဘူးကျွန်တော်အပြတ်ပြောမှာကျွန်တော်တို့ဂျန်စည်းတွေကြောက်တိုင်းရင်းသားတွေတို့လုံနိုင်ငကိုတဲ့လုံကြပြီပေါ့ဗျာသူတို့ရဲ့အကူအညီသူတို့ရဲ့အကျိုးစားအောက်ထုတ်မှုကျွန်တော်တို့လက်ခံတယ်ဒါပေမဲ့ကျွန်တော်တို့ဂျန်စည်းတွေပေါ်လာမှဒီ drone ဆိုတာပေါ်လာတာဗျာတိုင်းရင်းသားတွေငကိုတော့အဲ့ဒါ300မှန်းတော့မသိဘူးလက်ခံလားကျွန်တော်ပြောတာ yes or no yes or no ဒီ drone နဲ့ပြန်ချရမယ်ဆိုတာကျွန်တော်ຫນွေဦးတော်လိုင်းမပေါ်ခင်အထိကချင်ကိုဒေါ်ဆောင်ကြီးအစိုးရလက်ထက်မှာကချင်ကို KIA ကိုစစ်ကောင်စီကအဲ့ဒီကမင်းအောင်လှိုင်တက်ကတစ်ချိန်လုံးလေပြန်နဲ့ဘုံကျဲနေတယ်အဲ့တော့ KIA က drone နဲ့ပြန်တိုက်ရမယ်ဆိုတဲ့အသည့်တရားရှိခဲ့လားမရှိခဲ့ပါဘူးဒီ drone နည်းပညာဆိုတာကျွန်တော်တို့ Gen Z တွေပေါ်လာမှ drone ပြန်တိုက်ရမယ်တိုင်းသားတွေသိသွားတာအခုမှအဲ့ဒါတွေသိပြီးတော့ကိုးကန်းတို့ဘာတို့ကအခုတောင်းပလောင်တို့က drone တွေဖြစ်ကုန်တာဒါဘသူကမှကျွန်တော်မတရားပြောတာမဟုတ်ဒါအချက်လက်ဒေါ်ဆန်းစုကြည်အစိုးရလက်ထက်မှာ KIA ကိုတစ်ချိန်လုံးမင်းအောင်လှိုင်တို့ကလေပြန်နဲ့ဘုံကျဲနေအဲ့ဒီချိန်မှာကျွန်တော်တို့လုံနိုင်တယ်ပါလေပြည်တွင်းစစ်လေပြန်နဲ့ဘုံကျဲလုံးရောက်ဒါနဲ့ပဲကျွန်တော်တို့တိုင်ပတ်နေတာကျွန်တော်တို့ကလေးငယ်တွေပေါ်လာမှဒီဂျန်စည်းတွေပေါ်လာမှ drone ဆိုတာပေါ်လာတာကမ္ဘာပါတာ drone ကိုတင်းတင်းကျဲမသုံးလာဘူးဒီရက်ပိုင်းတွေမှာသုံးဒီနှစ်ပိုင်းတွေမှာသုံးလာတာအဲ့တော့ကျွန်တော်တို့ကလေးငယ်တွေကိုကျွန်တော်တို့ယုံတယ်ကျွန်တော်တို့ NUG ဝန်ကြီးဌာနရဲ့ဤပညာနဲ့ research ဌာနကိုကျွန်တော်တို့ယုံတယ်ဒါအဲ့ဒီအတွက်ပတ်စံတွေသုံးနေရတာအဲ့ဒီအတွက်ပတ်စံတွေသုံးနေရတာဖြစ်တဲ့အတွက်အဲ့ဒီအတွက်ပတ်စံတွေသုံးနေရတာဖြစ်တဲ့အတွက်အမေရိကန်နိုင်ငံမှာ UK နိုင်ငံမှာဥရောပနိုင်ငံမှာဘီလီယံနဲ့ချီပြီးထရီလီယံနဲ့ချီပြီးပတ်စံတွေဖြုံးနေတယ်။ဘာလဲ research တွေလုပ်နေတာ။ဒါကြောင့်ဒီကျွန်တော်တို့ကိုဗစ်ဆေးတွေရလာတာကျွန်တော်တို့ကင်ဆာဆေးတွေရလာဆေးရုံမှာပစ္စည်းတွေရလာတာအများကြီး AI ပေါ်လာတာအင်တာနက်ပေါ်လာတာအခု data center တွေပေါ်လာတာဂျိုဒူးတက်လို့ရလာတာဂျိုဒူးမှာခင်ဗျာပြောနေတဲ့ဂျိုဒူးစောင်းဝါလိုမျိုး golden ရှီဆိုတဲ့ဟာ drone ဆိုတဲ့ဟာမျိုးကိုတီးထွင်လာတာဒါတွေအားလုံးဟာနီးပညာအဲ့ဒီနီးပညာရဖို့တဲ့ပတ်စံနဲ့နှစ်ပေါင်းမြောက်များစွာပညာရှင်တွေကိုရင်းနှီးခဲ့ရတာကျွန်တော်တို့ NUG အစိုးရဟာစတဲ့ကအဲ့ဒါကိုရင်းနှီးမြှုပ်နှံခဲ့တာအဲ့ဒါကြောင့်ပတ်စံတွေဘေးရောက်သွားတယ်လဲဘာလုပ်နေတယ်လဲဟိုလိုဖြစ်တယ်ဟိုဘက်ကငတုံးတွေပြောနေတာကိုကျွန်တော်တို့ကလိုက်ပြိုင်ပြီးတော့ရန်လိုက်ဖြစ်နေတယ်ဂူးကိုမဆိုင်နဲ့လှော့ထားလိုက်သူတို့ပြောချင်တာပြောပါစေသူတို့ဘာသတင်းမှလည်းမပေးနဲ့ဘာမှလည်းမပြောနဲ့အချိန်တိုင်းကျွန်တော်တို့ရလက်ပဲလို့ချင်တာဘာမှကျွန်တော်တို့မသိချင်ဘူးကျွန်တော်တို့ကလေးတွေကိုကျွန်တော်သိဘူးသူတို့လည်းမသိသူတို့လည်းမသုံးဘူးသူတို့ကိုယ်တိုင်လည်းမသိဘူးအောက်ခြေမှာလည်းကျွန်တော်တို့မြန်မာနိုင်ငံမှာပညာတတ်တွေကိုဘယ်တော့ကနေရာပေးခဲ့တာရှိဘူးလဲညီအောင်ကြည့်နော်ပညာတတ်ပန်သမျှကိုဗိုလ်ချုပ်ဆိုတဲ့အဲ့ဒီလူတွေအဲ့ဒီအဘဆိုတဲ့လူတွေမတရားအုပ်ချုပ်ပြီးအကုန်လုံးမောင်းထွက်လို့တကဘာလုံးအပြင်ကိုရောက်သွားတာအဲ့ဒီပညာတတ်တွေຫນွေဦးတော်လှန်ရေးကိုဥဆောင်နေတယ် NLD ဥဆောင်နေတာမဟုတ်ဘူးရှင်းရှင်းပြောရင် NLD ကိုကျွန်တော်တို့အပေါ်ကနေပင့်တင်ထားတာလှုပ်ရှားထားတာအယောင်ပြထားတာဖိုးလှုပ်ချင်နေပေါ့ဗျာသူတို့ပြောသလိုကိုမိုက်ကင်နေပေါ့
နေရာကမိုက်ကင်တင်တယ်ဘာခန္ဓာလဲလို့တို့စင်ပေါ်တက်ပြီးမိုက်ကင်ရမှာအဲ့ဒီလူတွေကိုကျွန်တော်တို့ကခိုင်းစားထားတာအနောက်ကွယ်မှာတကဘာလုံးမှာရှိသောပြည်တွင်းမှာရှိသောဂျန်စည်းတွေပညာတတ်တွေပညာရှင်တွေမျက်နှာရုပ်လုံးမပြခြင်းတဲ့လူတွေအမျက်အများဒီຫນွေဦးတော်လိုင်းကြီးမှာနီးမျိုးစုံနဲ့ဘက်ပေါင်းစုံကပါနေတာဒါຫນွေဦးတော်လိုင်းကြီးဟာတေးသေးလေးတော်လိုင်းကြီးမဟုတ်ဘူးရန်ကုန်မြို့မှာကိုယ့်အိမ်မှာကိုထိုင်လက်ဖိတ်လေးတောက်ကော်ဖီလေးတောက်ဘီယာလေးတောက်ပြီးပောက်ကြရပြောနေကြတာဒီအနေထားကသူ့ဟာသူဖြစ်လာတာမဟုတ်ဘူးဖန်တီးထားတာကျွန်တော်တို့ဖန်တီးထားတာ